အခုတော့နယူးဂျာစီမှာရှိတဲ့ခန်းခါးတီးရဲ့ချစ်ပေါင်ရဲ့လာဖူးတာပါဒါကတော့ခန်းခါးတီးပါကြည့်လိုက်ပါဦးမယ်ကျဲဒါကတော့ချစ်ပေါင်ခင်းတာချစ်ပေါင်ကဒီမှာပြည့်ချစ်ပေါင်လေးကိုသူကဒါခန်းခါးတီးပါခန်းတီးရရှိတော့ဒါမှဘုမကိန်းတယ်ဘုမကိန်းတယ်ဘုရားကြိုးစားပါခန်းကစောဒီလား这也这干嘛了？什么？什么这边蓝的？什么来？皇帝，我买的蓝系的喏。我给你讲皇帝。ခြံကအကြီးကြီးဆိုတော့လေဒီမှာချစ်မအောင်မနေ့ရှာလိုက်ရတာဒီမှာနောက်ဆုံးတော့ချစ်မအောင်ကိုရှာတွေ့သွားပါပြီတို့ပြောနေတယ်မနီကအရန်ပူတယ်နေပူထဲမှာအုတ်ထုတ်ဆောင်းပြီးတော့နေပူထဲမှာအုတ်ထုတ်ဆောင်းပြီးတော့ချစ်မအောင်ခူးနေပါတယ်ချစ်မအောင်ကတော့လေမြန်မာပြည်ချစ်မအောင်နဲ့မျိုးစားတော့မတူဘူးပေါ့နော်ဒါပေမဲ့ဒါတွေကအမေရိကန်လေးစိုက်တဲ့ချစ်မအောင်တွေ့လာမှာအသေးလေးအရွက်ကလေးတွေကလေအချင်လဲမြန်မာပြည်ကအချင်တော့အဲ့လောက်တည်းမချင်ဘူးဒါပေမဲ့ပေါ့နော်အဲ့မှာနယူးယောက်ကလူတွေပြီးတော့ခါကျတော့ဒီပေါ့နော်ဒီဘက်ကလူတွေပေါ့နော်အကုန်လုံးဒီဝါရှင်တန် DC ကလူတွေဒီမှာလာခူးကြတာပေါ့နော်ဒါသူတို့ရဲ့ချမောင်မှာစာဝလို့ခေါ်ပါတယ်ကြည့်သူတို့အခင်းအကြီးကြီးပဲ American နေစိုက်တဲ့ချမောင်ကျဲကြီးပဲဒါပေမဲ့သူတို့ပြိုးပင်နေလဲမတွေ့ဘူးသိပြီးတော့ပေါ့နော်တသက်ရှင်းရှင်းနဲ့ပဲစိုက်ထားတာပေါ့နော်တသက်ရနဲ့အများကြီးပဲအပြည့်ပဲဘာကောင်းမှလည်းလာမစားဘူးအိမ်မှာချမောင်စိုက်ပြီးဆိုရင်တော့မလေးတမင်းကြီးဟိုချောင်းဒီချောင်းနဲ့ချမောင်တွန့်ချိတ်နေတဲ့ချမောင်လေးတွေပါဒါစပိန်ချမောင်စပိန်ချမောင်နေပါဒါတွေကဗမာချမောင်တော့မဟုတ်ဘူးအခုကြားရတဲ့အန်တီရဲ့အတန်ကတော့သူတို့ကတော့အဲ့ဒါတွေကတော့နယူးယောက်ကလာတဲ့အန်တီပါစီရောက်နေပါတယ်ဒီမှာခန်းခါတီးရောခန်းကစောတီးရောလာခူးနေကြပါတယ်အများကြီးပဲဒီမှာမစမမျိုးတာဟိုမှာဒါအကုန်လုံးခန်းခါတီးတွေပဲကိုရဲHello ဘယ်လောက်ခူးပြီးပြီလဲ Wow အပြည့်လာခူးလိုက်တော့ခန်းခါတီးပါကြည့်လိုက်ပါဦးမှာကျယ်ကြီးပဲလာနော်ခန်းခါတီးဒီမှာကြည့်လိုက်မပြည့်နေတာပဲတွေ့လားခန်းခါတီးလုံးကြီးကြီးနဲ့ပြည့်ပြည့်ကြီးကြီးရှိပါတယ်ရှင်မာခင်းနေဒီတော့ခင်းနေပါတယ်အဲ့လာကြတော့လူတွေရတယ်ကားစီမတိုင်းရရှိပဲနည်းနည်းနောက်ကျသွားတော့နည်းနည်းရင့်သွားတယ်နည်းနည်းဖြစ်သွားတယ်နည်းနည်းရင့်နေတော့ခေါ်မှာလို့ခေါ်မှာလဲနေမြင့်လာနော်哎呦ဒီမှာချိပါ你要这边来了么啦？过不来，后边多少嘛？这是呗。ခရမ်းခါးတီးကကြတော့ကျမတို့ချင်းလူမျိုးတွေပဲစားတယ်လို့ထင်ထားတာဒါပေမဲ့မဟုတ်ဘဲနဲ့ပေါ့နော်ဒီအာဖရိကလူတွေကလည်းသူတို့လည်းစားကြတယ်ပေါ့နော်သူတို့တွေရောလာပြီးတော့ခူးကြတော့ခါကျတော့ကောင်တာမှာပေါ့နော်လူအရမ်းများတဲ့ခါမှာတန်းတန်းအကြာကြီးစားတော့ရုပ်တီးခင်ဒီကခရမ်းချင်တီးခင်ဒါတို့ရေလောင်းတဲ့ system
ကဲချင်းလေးတွေစိုက်တာအရန်တော်ကြတယ်ဒီမှာတဒန်းလေးနဲ့တန်းစီနေအောင်မှာပေါ့စိုက်ထားသူ့ကဲချင်းလေးလည်းပိုးလည်းမစားဘာကောင်မှလည်းလာမစားဘူးပြီးတော့အဖြူလေးတွေခံပြီးစိုက်ထားတာအလုံးတွေအကြီးကြီးတွေပေါ့နော်သူကဒါတွေကကိုဟာကိုပေါ့နော်ခူးရတာကိုယ့်ကိုခူးရတာပေါ့နော်သူတို့မြေဩစာဘလောက်ကောင်းလဲမကြည့်အသီးတွေကလေအကြီးကြီးတွေနဲ့ပြီးတော့ခါတဘာဝအတိုင်းပဲပေါ့နော်ပြီးတော့ခါကျအောက်မှာပြုတ်ကျနေတာပေါ့နော်မှဲ့ပြီးတော့ဘယ်သူမှလည်းမခူးကြဘူးသူမျိုးပုတ်ပြီးတော့ပြုတ်ကျတဲ့ဟာတွေရောတခါကျသူတို့မခူးဘဲနဲ့တချို့ကတော့ခူးပြီးတော့မကြိုက်လို့ထားခဲ့တဲ့အရာတွေထားတယ်ပေါ့နော်အားလုံးကဒီမှာကျတော့လေမျိုးခိုးတာတွေပါလည်းမရှိဘူးသူတို့ပဲကားတွေနဲ့တည်သွားပြီးတော့မှအဲ့မှာထိတ်မှာရှင်းကြတာပေါ့နော်ကိုင်းကြီးတွေပေါ့ဒါလေးကလူတွေအများကြီးတွေ့လိုက်တာကရှေ့မှာတန်းနေတဲ့ကားတွေအကုန်လုံးအဲ့ဒါဒီမှာဝေရှင်းမှုကစောင့်နေတာပေါ့နော်ပတ်စံပေးဖို့အတွက်တန်းစီနေတာကားတန်းကြီးရှေ့အဟိုဘက်ချမ်းပါပေါ့နော်ခိုင်လာရနော်ဦးညိုတယ်ရှေ့မလားဒါလေးတွေကတော့ sweet potato ခင်းပါနော်အခုကတော့နောက်တစ်ခေါက်ပြန်လာတာနောက်တစ်ခေါက်ပြန်လာတဲ့ချိန်မှာသူတို့မှတူးနေပြီဒါ sweet potato ကစိုးအမေကြိုက်ပါတယ်ဒါကစိုးခင်းပါလေယူရတော့ဒါတတိလေးနဲ့မယူနဲ့တော့တတိလေးတွေချုပ်သူများကြည့်တော့ကြီးယူတော့ကိုဒါအမေမညောင်းနဲ့မယူတဲ့တဲ့ကြီးတာယူလိုက်တော့မှအော်ဒါဦးအခင်းခူးနေကြရမှာတက်ကုန်မှာဒါပေါ်ထားပေးတာတို့ကစားသုံးယူတော့ပေါ်ထားပေးတာတဲ့တလာကောက်ကိုလာကောက်လက်လက်ဆက်ဆက်ဦးတွေ I found a round one. What? Oh, today is just yeah, later now you are. What? I found a What? a Gigi long be? and a big one. A Gigi be? Kuna go te go thoda ji la yu jina be hom le tu mya ni te a Gigi ni. What the video bogi a chok the ya ma ji ne so u le. Oh,လုံးနေတယ်သူတို့အဲ့ဘလို့ဖွာလဲမသိဘူးဆက်နေဟုတ်တယ်နော်ကဲတော့ရအောင်ဒီနေ့နည်းနည်းအေးတယ်အာဒီတို့ကလေတိုက်အေးတယ်ဒီမှာဒီကျမယူလိုက်တဲလေးတွေပဲဖြစ်နေရှိမှအကြီးဖြစ်သွားဟိုတချို့ကတော့ရတော့မဟုတ်ဘူး Super duper red with all of these. Oh, I found another round one, Mom. Oh my god. Para tulen na. This one looks